ကတော့လေချစ်နှုတ်တယောက်တည်းပါလေဘယ်လိုလဲတဲ့တန်ဖိုးတွေထားလိုက်တာမင်းသမီးတို့ထားရခဲ့တာဩအချိန်နဲ့အရေးရောက်ပညာလေးတက်လုပ်ငန်းတွေဒီဝင်တဲ့အခါကျတော့မိဘတဲ့အားကိုးတဲ့ခင်မို့ရှားလိုက်တဲ့အခါမှာကျမကတော့ရှင်စီပွားရေးလုပ်ရပါတယ်ကလေးလေးထင်ရပါတယ်သမီးနဲ့ချက်ရပါတယ်ယောက်ျားကိုလေကျုံနဲ့တူတဲ့မိန်းမဖြစ်အောင်ပြုနေထိုင်ရပါတယ်ရှင်လေကျမရဲ့ဝတ္တရားအခုဒီရှောရအောင်မယ်ရှင်ပြီးတော့ယောက်ျားနဲ့မိန်းမဖုန်းတယ်ပွားလေးပြီးကျမကအိမ်တော်ဦးစီးဖူကြီးနဲ့မတက်ခင်ရမှာဘူးရှင်မိကိုတဲ့အားကြောက်ခံမိကိုတို့ပြုံးခံတယ်ကျမကတော့ဘယ်နဲ့ထောင်ထားလဲဒါပေမဲ့လည်းလုံငယ်ပို့ပြီးတော့ပြင်မလာတဲ့ဖက်တင်ပါလေရှင်မိမမြင်နောက်ပါပဲရှင်မိသားတရားကြီးမှပြီးတော့အိမ်မိသားဝင်ကိုထမ်းဆောင်နေတဲ့ဒီတကြီးနဲ့တူတဲ့အိမ်တော်ဦးစီးတဲ့မြင့်နဲ့အိမ်နောက်စီမံခံခွဲတဲ့စီအီအိုပါရှင်ဘယ်နေ့ကိုဘာလို့လုပ်မယ်ဘယ်နေ့ကိုဘာရင်းစားမယ်ဘာလေးကိုဘယ်လိုလုပ်ဘယ်လိုလုပ်အောင်မယ်လို့စီမံခံခွဲနေရတာပါရှင်တို့ဒီလိုအခုလေးတွေလည်းရှောင်နေရပါတယ်ရှင်ကျမနော်ဒီတက်ထားတော့ကျမရဲ့ဘဝစီဝါရေးနဲ့လုပ်ရလူမှုရေးနဲ့လုပ်ရအိမ်မှုပိဿာနဲ့လုပ်ရကလေးနဲ့မွေးရယောက်ျားလေးကျွန်တော်တို့ရှိတာပြောမထွက်တော့ပါဘူးကျုံနဲ့တူတဲ့မိန်းမလိုနေထိုင်မှာတော့လေရှင်ခုတော့ရှင်ညောင်နေချက်ကပါတုဆရာတရားရဟောလာတယ်မိမဝိတရားကြည့်လုံလို့ရှိရင်အပြည့်ရောက်တယ်အဲကျမရဲ့စုဖို့ရှင်ခုတော့ကျမဒီဘဝမှာရှစ်ခုရဲ့ကောင်းစင်အောင်မှာဒါလေးလုပ်နေရပါတယ်ရှစ်မိဘရဲ့အိမ်မှာတော့မလုပ်နိုင်ဘူးလို့ပြောစရာကိုမလိုဒီနေ့ထားခဲ့ရုံပဲဒီမှာတော့ယူမိရဲ့ယောက်ျားချစ်မိရဲ့ယောက်ျားမွေးမိတဲ့တန်မီဒီတော့ရှားပေအောင်စီပွားရေးကျိုးစားပေအောင်ဘဝအနာဂတ်တွေကတိဆောက်အောင်ပြီးတော့ရင်လေဒီလိုရှော့ဖို့လေအောင်စကားပြပါမပါလေးဘူးတော့24နာရီမှာကျွန်မရဲ့လုပ်ငန်းဆောင်တာ16နာရီပါရှင်း